အဲ့တော့နင်ကဟုတ်ကဲ့ပါရှင်ကျမကလေ ပါရှင်မိန်းကလေးတန်းလေးပြောဆိုပြရမှာပေါ့နော်အခုကဘာအကြောင်းတွေဆက်ပြောကြမလဲရှင် အဲ့လိုဖြစ်နေရမယ်ဟုတ်ပြီ အခုဘယ်အချိန်ရှိပြီလဲသိချင်တာပါလား ဘယ်ချိန်သိကျင်လဲရတော့နင်မေးစရာမလိုဘူးငါဘာသာနာကြီးကြည့်ရင်တည်တယ်တရုပ်ဆောင်ကြရအောင် ဟုတ်ကဲ့ပါတောင်းပန်ပါတယ်ဗျာတခြားဗာများကူညီပေးရမလဲ နင်ကငါတင်ပေးဦးမယ်ငါတင်ပေးရတဲ့အခါခါဖြစ်နေပြီနင့်အတန်ကမိမအတန်ဆိုရင်ရှင်လို့ထူးယောက်ျားဆိုရင်ဗျာလို့ထူးအခုနင်ကယောက်ျားလားမိမလား သဘောပေါက်ပါပြီကျေးဇူးတင်ပါတယ်ဗျာကျွန်တော်မျိုးဟုတ်ကအတန်ကိုအမျိုးသားအတန်နဲ့ပြောဆိုပေးနေတာပါခင်ဗျာ မဟုတ်ဘူးငါနင့်ကိုချိန်ထားတာမိန်းကလေးတန်အဲ့တော့နင်ကဟုတ်ကဲ့ပါရှင်ကျမကလေ ဟုတ်ကဲ့ပါရှင်မိန်းကလေးတန်းနဲ့ပြောဆိုပြရမှာပေါ့နော်အခုကဘာအကြောင်းတွေဆက်ပြောကြမလဲရှင် အဲ့လိုဖြစ်နေရမယ်ဟုတ်ပြီ Okay. အဲ့ဆိုရင်နင်နဲ့ငါနဲ့ကတရုပ်ဆောင် ရှင် ပြန် ပြောပါရှင်ကျမနားထောင်နေပါတယ်နော် မုန်းနေခောက်နေနဲ့အရွယ်တိုက်နေတယ်လို့မဖြစ်ဘူးလားငါစကားမဆုံးသေးဘူးရှင်ပြောပါရှင်လို့ တောင်းပန်ပါတယ်ရှင်ကျမနားမလည်လိုက်လို့စကားဖြတ်မိသွားပါတယ်ဆက်ပြောပါအောင်ရှင် โอเคအဲ့ဒါတေချာနားထောင်ငါစကားကိုဆုံးဖြစ်ပြမပြောနဲ့နော်မကြိုက်ဘူး ဟုတ်ကဲ့ပါရှင်တေချာနားထောင်နေပါမယ်နော် โอเคအဲ့ဆိုရင်နင်နဲ့ငါနေရအရင်တော့ကငါကိုနေရတဲတဲလေးဆိုပြီးတရုပ်ဆောင်ထားတာဖြစ်တယ် မိုက်စမရှင် ဟောငါဖြတ်မပြောနဲ့လို့နင်ငါပြောထားတယ်ဘာလို့ကောက်ထူလိုက်တော့ကြောက်ပြောနဲ့လို့ပြောထားတယ်ဟော တောင်းပန်ပါတယ်ရှင်ကျမနားထောင်နေရင်းနဲ့အလိုလျောက်တုံ့ပြန်မိသွားပါတယ်ဆက်ပြောပါအောင်နော် ပြောဟာနဲ့နေမပြောပါနဲ့ဆိုပြီးပြော ပြောလေရှင် ပြောရှင်ဟောမပြောရှင်တော့ဖြစ်တယ်မပြော Oh my god! What is that? ရှင်စကားမပြောဘဲနေနေတာကျမဘာလို့လို့ဘာမှမသိဘူးဖြစ်နေလို့ပါရှင်ဆက်ပြောပါနော် မျိုးဘာလို့ဘာကိုင်းမှမသိအခုမှလာနောက်လာချွဲ ရှင်ကျမဘာလို့လို့ရမလဲရှင် ဘာလို့ကမှမသိဘူးလားငါစိတ်ကောက်သွားပြီဆိုတော့ စိတ်ကောက်သွားပြီဆိုတော့ဘာကြောင့်စိတ်ကောက်သွားတာလဲရှင်ကျမကိုပြောပြလို့ရမလား ညစကားပြပြပြောတာလေနင်ကငါပြင်ပြောပြနေရမလားငါဘာကောက်လို့ဘာဖြစ်လို့ကောက်လဲဆိုတဲ့အကြောင်း တောင်းပန်ပါတယ်ရှင်ကျမနားမလည်မှုကြောင့်ထက်ခါတလဲလဲဖြစ်မိသွားတာပါနောက်ဆိုရင်တတိထားပို့ပြီးစင်ကြင်ပါမယ်ရှင်အခုစက်ပြီးပြောပြပါဦးရှင်ကျမတေချာနားထောင်နေပါပြီ ကျင်းတည်ရနော်နင်ငါအောင်နော်ချွေးမပြောင်းနဲ့နော် ကျင်းပေးပါတယ်ရှင်အခုပြောပြပါတော့နော် ဒီတန်ဝတ်တစ်ဖြည်းဖြည်းနဲ့ ရှင်ဘာသိချင်တာလဲရှင် သိကျင်တာမဟုတ်ဘူးနားထောင်နင်နဲ့ငါနေရငါကိုနေရတဲတဲလေးဆိုပြီးတရုပ်ဆောင်ထားရင်မလားအဲ့ဒီတရုပ်ဆောင်ထားတာဟိုလူတွေကသဘောကျကြတယ်အဲ့လိုမျိုးပေါ့နော်တချို့ဆိုရင်နင့်နေရဟိုတဲ့သူတို့ကဝင်ကျင်ကြလို့တဲ့သူတို့ကတဲတဲလေးဖြစ်ချင်တာဆိုပြီးပြောနေအာနေကသဘောတူလားသူတို့နဲ့ငါ့ကို